ချင်းပြည်တောင်ပိုင်းကဒိုင်းချင်းတိုင်းသားတို့၏ထူးထူးခြားခြားလူနေမှုစနစ်နဲ့ရွေရဒလေးတွေကိုဒီစတဲ့ပိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါဗျ The Beautiful of ချင်းမတင်ဆက်နေပါတယ်။ချင်းတိုင်းသားမျိုးနွယ်စု53မျိုးတွေကတစ်မျိုးဖြစ်တဲ့ဒိုင်းချင်းမျိုးနွယ်စု၏ထူးထူးခြားခြားလူနေမှုစနစ်ရိုးရာတွေကဘယ်လိုတွေရှိလဲဆိုတာကိုသိချင်နေဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ပါ။ဒိုင်းချင်းတိုင်းသားတွေကရေမြေတောတောင်ကြားမှုစိတ်ဓာတ်ခိုင်မာမှုနဲ့ကြံကြံခန့်သောစိတ်ဖြင့်ဘဝစဉ်ဆက်ကနေကြီးပြင်းရှင်သန်ခဲ့တဲ့အကြမ်းတမ်းဆုံးလူမျိုးနွယ်စုတစ်ခုသာဖြစ်ပါတယ်။သူတို့ရဲ့ချစ်စရာကောင်းတဲ့ရိုးရာတလေးကရွာတရမှာမုံဆိုးတယောက်ကတားကောင်းတစ်ကောင်ကိုရခဲ့ရင်ဒိန်တစ်ခုစီအညီမြခွဲဝေပေးလေးရှိသောချစ်စရာရိုးရာတလေးလေးကရှိနေခဲ့ပါတယ်။ဒိုင်းမျိုးနွယ်စုတွေကခေကြီးဘလောက်ပဲတိုးတက်နေပါစေသူတို့ရဲ့ရိုးရာတလေးနဲ့ပတ်သက်လာခဲ့မယ်ဆိုရင်အထူးကမှတန်ဖိုးထားလိရှိကြပါတယ်။ဒိုင်းမျိုးနွယ်စုရဲ့လူနေမှုစနစ်ကအလုံးကမှရိုးရှင်းပြီးဒေါတော်ရင်မြေတို့ရဲ့ပိုင်ရှင်တွေလို့တော့မှတင်စားရတဲ့အထိအေဂျင့်ရဲ့ဘဝကိုမြင်လို့ကြပါတယ်။ဒီမျိုးနွယ်စုတစ်ခုရဲ့အဓိကပြရုပ်ဖြစ်တဲ့ပညာရေးကိုလည်းအခါမဲ့မျှဝေသင်ကြားပေးလေးရှိတဲ့ချစ်စရာရိုးရာတလေးကလည်းရှိနေပါသေးတယ်။ချင်းရိုးရာတစ်ခုဖြစ်တဲ့ဓာတ်နဲ့လမ်းကိုအသုံးပြုပြီးပြပွဲရှင်ပွဲတွေကားပြဖြိုပြေးလေးရှိတဲ့ဒလေးတွေကိုလည်းအထူးကမှတန်ဖိုးထားကြပါတယ်။ယခုကမှဒိုင်းချင်းမျိုးနွယ်စုတို့ကအနောက်နိုင်ငံထိတိုးတက်စွာပြည့်နေထိုင်နေကြပါတယ်။ဒါပေမဲ့လည်းစာနာတက်သောစိတ်ဓာတ်နဲ့ဖြူစင်သောစိတ်ဓာတ်တို့ကဒေါတောင်ရည်မြေကြားမှပေးရတဲ့ကဲ့သို့အလုံးကမှတန်ဖိုးထားကြပါတယ်။ဆက်လက်တိုးတက်ပြီးတော့အောင်မြင်ကြော်ကြားလာတဲ့လူမျိုးနွယ်စုဖြစ်စေကြောင်း The Beautiful အချင်းမှဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုအထူးကမှကျေးဇူးတင်ပါတယ်ဗျာ။